မင်္ဂလတုတ်အထုပ္ပကမြတ်စွာဘုရားမင်္ဂလာတရားမဟောကြားမီရှေ့အဖို့ကပင်လောက၌မင်္ဂလာပြဿနာပေါ်ပေါက်လျက်ရှိနေပါသည်လောက၌နှစ်သက်ပွဲအကောင်းဟုအတိအမှပြုထားအပ်သောအာယုံ၅ပါးကာမဂုဏ်တရားများရှိနေခဲ့ရာအချို့ကမျက်စိဖြင့်မြင်ရသောနှစ်သက်ဖွယ်အဆင်းမျိုးစုံယူပါယုံတွေကိုမင်္ဂလာဟုပြောဆိုကြပါတယ်အချို့ကနားဖြင့်ကြားရသောနှစ်သက်ဖွယ်အသံမျိုးစုံတတ္တယုံတွေကိုမင်္ဂလာဟုပြောဆိုကြပါတယ်အချို့ကအနံမျိုးစုံကန္တာယုံအချို့ကအယတာမျိုးစုံယတာယုံအချို့ကအတွေ့အထိမျိုးစုံဖွတ်ထဘာယုံတွေကိုမင်္ဂလာဟုပြောဆိုနေကြပါတယ်တဦးအယူအဆကိုတဦးကလက်မခံတဦးကိုတဦးလည်းသဘောပေါက်နားလည်အောင်ရှင်းမပြနိုင်ကြပဲငင်းခုန်မဆဲဖြစ်နေကြရာထိုမင်္ဂလာပြဿနာမှာလူပြေ၌သာမကနတ်ပြေမြမပြေများသို့ပင်ကြရဲ့ရိုက်ခါမင်္ဂလာကိုကြံစီကြရင်နတ်မြမတွေလည်းသုံးမျိုးကွဲကြရပေသည်ထိုပြဿနာမှာ12နှစ်ကြာအောင်မပြေမလဲဖြစ်ခဲ့ရာ12နှစ်လွန်မြောက်သောအခါဒါဝရိန္ဒနတ်တို့ကထိုပြဿနာကိုတရားမင်းထံတင်ပြ၍အဖြေပေးရန်တောင်းပန်ကြသောကြောင့်တရားမင်းကမြတ်စွာဘုရားထံလျောက်ထားရန်နတ်သားတစ်ပါးကိုတာဝန်လွှဲအပ်ပြီးကမိမိနှင့်အတူတကွနတ်အများပါမင်္ဂလာတရားနာကြားရန်မြတ်စွာဘုရားထံရောက်လာကြပြီးတာဝန်ပေးအပ်သောနတ်သား၏လျောက်ထားချက်အရာမြတ်စွာဘုရားမင်္ဂလာတရားတော်ကိုဟောကြားတော်မူခဲ့ပါသည်ထိုဟောကြားတော်မူအပ်သောမင်္ဂလာတရားတော်သည်ကယံမင်္ဂလံဒွါဒတ္တဟိစိန္ဒယိတုသရိဝကံသောဌာနံနာတိကေသံတိအထသိမ့်သင်္စမင်္ဂလံဒေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟိဧဝံမေတုတံဧကံသမယံဘဂဝတာဝိထိယံဝိဟရတိဇေတဝနေအနာထပိန္ဒီကတအာရာမိအထာကောအညတရာဒေဝတာအဘိကန္တယရတိယဘိကန္တဝနာကေဝလကပံဇေတဝနံဩဘာသတ္တဝါယေနဘဂဝတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံဘိဝါရိတဝါဧကမန္တံအထာတိဧကမန္တံထိတာခောသာတိဝတ္တာဘဂဝန္တံဂါထာယဣဇဘာတိဘဟုဒေဝမနုဿာသမင်္ဂလာနိအစိန္တယုံအာကိင်ခမာနာသုထာနံပြုဟိမင်္ဂလာမௌဒ္ဓမံအသေဝနာသဘာလာနံဗန္ဓိတာနိသသေဝနာပူဇာသပူဇနေယနံဧတံမင်္ဂလာမௌဒ္ဓမံပတိရူပဒေတာဝါသောသပုပ္ပေသကတပုညတာအတ္တသမ္မာပဏိတိသဧတံမင်္ဂလာမௌဒ္ဓမံဘာဟုသေစေသသိပ္ပိဉ္စဝိနယောသသုသိခိတောသုဘာတိတာသာယဝါစာဧတံမင်္ဂလာမௌဒ္ဓမံဘာဒပိတုဥပဋ္ဌာနံပုဒ္ဒဒါရတသင်္ဃဟောအနာကုလသာကမ္မန္တာဧတံမင်္ဂလာမௌဒ္ဓမံအာနိသဓမ္မစရိယာသညာတကာနိသသင်္ဃဟော
အနာဝိဇာနိကမ္မာနိဣတံမင်္ဂလမௌဓမံအာရတိဝိရတိပါပါမေဇပါဏာသတံယမောအပမဒောစာဓမ္မေတုဣတံမင်္ဂလမௌဓမံအာရောဇာနိဝါဒောသတံတုဋ္ဌိသဂတိညုတာကာလေနဓမ္မတဝနံဣတံမင်္ဂလမௌဓမံခန္ဒီသသောသတ္တသမနာနိသဒတနံကာလေနဓမ္မတာကိစ္ဆာဣတံမင်္ဂလမௌဓမံတဘောဇာပြမစရိယံသရိယသစ္စာနာဒသနံနိဗ္ဗာနသစ္စိကရိယာသဣတံမင်္ဂလမௌဓမံဘုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအာသောကံဝိရဇံခေမံဣတံမင်္ဂလမௌဓမံဧတာရိတာနိကတဝါနာသဗ္ဗဓမ္မပါရာဇိတာသဗ္ဗထသုထေကိသန္တိတံတေတံမင်္ဂလမௌဓမံမင်္ဂလသုတ်တံနေဋ္ဌိတံ